လက်ဝဲအိတ်ဒီမှာပါတယ်10အောင်စား12အောင်စား8အောင်စား14အောင်စား16အောင်စားဆိုတဲ့အောင်စားတွေကအလေးချင်းကိုပြောတာလား site ကိုပြောတာလားဆိုတဲ့မေးခွန်းလေးကျွန်တော်ဖြေပေးပါမယ်။ခေါင်းပေါ်မှာအောင်စားနဲ့ပတ်သက်ပြီးတော့ site ကိုအောင်စားအောင်မှန်တဲ့ glove ကတော့ကျွန်တော်သိသလောက်တော့ winning တစ်စိတ်ပဲဖြစ်ပါတယ်။သူကဂျပန်ကနေထုတ်တဲ့ကမ္ဘာကျော် brand ပဲဖြစ်ပါတယ်။တစ်ခါဝယ်ပြီးနောက်တစ်ခါထပ်ဝယ်စရာမလိုတော့အောင်ကောင်းမွန်တဲ့ brand လေးပဲဖြစ်ပါတယ်နော်။ glove တဲ့ကမ္ဘာမှာလူကြိုက်အများဆုံး top 10တွေက brand တစ်ခုဆိုတော့မှားပါ winning ဖြစ်ပါတယ်။ကြောင်တဲ့ glove တွေထဲမှာ quality ကောင်းကောင်းနဲ့အောင်စားမှန်တဲ့ glove တစ်ခုကျွန်တော်ပြပေးပါမယ်။ဒါလည်း kg ချိန်နဲ့ weight scale လေးပေါ့နော်။ဝီစင်းတွေက10အောင်စားကိုမှ3,9,500တန်လေးပဲဖြစ်ပါတယ်။အချိန်ပြမယ်နော်။ဒါ20အောင်စားပေါ့ဒါကလက်တစ်ဖက်ကို10အောင်စားပေါ့သူကနှစ်ဖက်ပေါင်း10အောင်စားပေါ့အဲ့လိုပုံစံဒါကတော့အောင်စားအမှန်ထွက်ပါတယ်10အောင်စားမှာအလေးချိန်ရလဲ10အောင်စားအမှန်ထွက်တဲ့လက်ဝဲအိတ်လေးပဲဖြစ်ပါတယ်ဒီဝီစင် brand လေးကဘောက်စင်ပွဲတွေမှာတရားဝင်သုံးလို့ရတဲ့ထီကိုဘောက်စင် association ရဲ့ certificate ကိုယူထားတဲ့ brand လေးပဲဖြစ်ပါတယ်သူကဘောက်စင် kit ဘောက်စင်မွေထိုင်း association တော်တော်များများရဲ့ certificate ကိုရထားတဲ့ brand ပဲဖြစ်ပါတယ်ဒါလေးကကျွန်တော်မှလောလောဆယ်14 15လုံးတော့ကျန်ပါသေးတယ်နော်